အခုကျွန်တော်နဲ့ကျွန်တော်ရဲ့ရောက်ဖားကသူ့အဖွားအိတ်ဖို့ဆောင်ကိုပုံကြီးเจ้าမှာတော့ပို့ပေးမှာပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ရွာတက်လေးမှာဝါဆိုရင်ပြီးွာတွင်းကာလရောက်လာတဲ့အခါမျိုးမှာတက်ကြီးရွယ်ဝများစုကပုံကြီးเจ้าနေမှာတော့အိတ်ပြီးတရားအထုတ်ကြတာဟာကျွန်တော်တို့ရွာရဲ့ရိုးရာတက်လေးဖြစ်နေပြီပေါ့နော်အတက်ကြီးပြီးအခုချိန်ထိချစ်သူရှာမတွေ့တဲ့ခင်ဗျားတို့အနေနဲ့လေဒီလိုမျိုးဝါတွင်းကာလမှာစော်ထုတ်ပြီးပုံကြီးเจ้าမှာတရားပေါ်ဝနာအထုတ်တင်နေပါပြီဗျတက်ကြီးရွယ်အမျိုးသမီးတီးတဲ့အဖွားတွေအဲ့တဲ့ကျောင်းဆောင်ကိုကျွန်တော်တို့ရောက်လာခဲ့ပြီပေါ့နော်ဆောင်တွေကိုစီတဲ့ဆွာထားတာကိုလည်းထင်မြင်တွေ့ခဲ့ရသေးတာပေါ့ဗျဆောင်ကိုပို့ပြီးလို့အင်ကိုခဏပြန်လာပြီးတော့ကျွန်တော်ကဝါဆိုလာပြင်းနေဘုံကြီးကျောင်းပြန်တော့တက်ဖို့ကိုအလားလေးပါလေးပြင်အဝါစားပြန်လာလဲတာပေါ့နော်ဒီတခါတော့ရှောင်းဝတ်စော်နီယောင်ကိုကျွန်တော်ရွေးဝတ်လိုက်တာပေါ့ဗျာဘာဖြစ်လို့အနီယောင်ကိုရွေးဝတ်တယ်လဲဆိုတော့ကျွန်တော်ကိုတစ်ဖက်သက်ခိုးချစ်နေတဲ့မမတယောက်ကိုကျွန်တော်နဲ့သူနဲ့ကဘယ်လိုမှချစ်လို့မရနိုင်တော့တဲ့အကြောင်းတစ်ဖက်သက်ခိုးချစ်နေရတာလေးကိုရက်တန်းစီခြင်းလို့မမကိုအချက်ပြမီးနီအနေနဲ့ကျွန်တော်ရွေးဝတ်ခဲ့တာပေါ့နော်အဝတ်စားလက်ပြီးလို့ကျွန်တော်နဲ့ရောက်ဖက်ကလူဖက်ဝတ္ထုပစ္စည်းတွေနဲ့ဘုံကြီးကျောင်းကိုထက်သွားလိုက်တာပေါ့ဗျာဘုံကြီးကျောင်းသွားလမ်းမှာရွာထက်ကတက်ကြီးရွယ်အိုးတွေကျွန်တော်တို့လိုရုပ်ရည်ချောမောပြီးနှုတ်ပြူနေတဲ့လူငယ်တွေကိုမှအာမနာပဲတက်ပုံရိုက်နေကြတာကိုထက်လာတိုးတာပေါ့နော်ဘုံကြီးကျောင်းပေါ်ရောက်လာတဲ့ချိန်မှာတော့တရားလာနာမဲ့ရွာသူရွာသားတွေလည်းအများကြီးရောက်နေပြီပေါ့ဗျာဒီလိုမျိုးစိတ်ကြည်နူးဖွယ်ရမြင်ကွင်းကိုကြည့်ရှင်းအဖြစ်ကျွန်တော်တို့ရွာဟာဗုဒ္ဓဘာသာကိုကိုယ်ကွယ်ကြပြီးဗုဒ္ဓရဲ့အလေးအကျင့်တွေကိုကျင့်သုံးနေတဲ့ရွာလို့လည်းပြောရင်လည်းမမှားဘူးပေါ့နော်တရားနာဖို့အချိန်ကမြောက်နေတာမို့လို့ကျွန်တော်တို့တငယ်ချင်းအဖွဲ့လဲတခြားရွာကကောင်မလေးတွေကိုချောင်းကြည့်ရင်ထိုင်ဆောက်နေကြတာပေါ့ဗျာကောင်မလေးတွေကိုလိုက်ကြည့်ရင်ကျွန်တော်အရှိမထိုင်နေတဲ့တငယ်ချင်းတယောက်ကခြေထောက်လဲမစေးဘဲနဲ့နွားချီးဆော်နေတာကိုကျောင်းပေါ်တက်လာထိုင်ရတာပေါ့နော်တရားနာရှင်ရောက်လာပြီးမို့လို့ကျွန်တော်ကလည်းဘယ်ကူမှအယုံမရောက်ပဲတမတိအပြည့်နဲ့တရားနာလိုက်တာပေါ့ဗျာတရားနာနေရင်ကျွန်တော်ရဲ့တမတိအယုံကိုဖန်ဆားသွားတာကတော့ဒီကင်မရာအရှိကအဖွားမဟုတ်ပဲဟိုအနောက်ကရှမ်းဝတ်စုံပန်းရောင်လေးနဲ့ပိုးမလေးပဲဖြစ်တာပေါ့နော်မပြောချင်လို့ကြည့်နေတာကျွန်တော်ကစတာပါကျွန်တော်မှချစ်ရတဲ့ညီမလေးတယောက်ရှိနေပါပြီဗျကျောင်းထိုင်ဆရာတော်ဟောလိုက်တဲ့တရားကမမတွေကိုပဲချစ်ကြပါဆိုလို့ကျွန်တော်တရားဆက်မနာတော့ပဲကျောင်းပေါ်ကနေမိဖို့ချောင်ဘက်ကိုဆင်းလာလိုက်တာပေါ့နော်သူများလာလူထားတဲ့ဟင်းကောင်းတွေကိုကြည်ရင်ပိုက်ဆာလာလို့ခိုးနိုင်မိလိုက်သေးတာပေါ့ဗျာမပြောချင်လို့ကြည့်နေတာခိုးနိုင်စားတာများတော့လို့လားမသိပါဘူးပိုက်တခါတည်းဝတာပေါ့နော်ဆရာတော်မမတွေအကြောင်းတရားဟောနေတာနိုင်လောက်တော့ရှိတော့ပြီအခုထိမပြီးသေးဘူးပေါ့နော်အမှန်တကယ်တော့ဆရာတော်ကရောက်သူရသားတွေကိုစုံမဩဝါဒပေးနေတာပေါ့နော်ဆရာတော်ကဝါတော်နဲ့မလိုက်အောင်ကိုတရားတော်ဟောကောင်းပါတယ်ဗျကျွန်တော်ကတော့တရားမနာပဲကျောင်းရန်တာမှာကလေးတွေဆော့တာအတမကြအောင်ဆိုပြီးလိုက်ထင်းနေရတာပေါ့နော်အစကတည်းကခလေးမထင်းတက်ပါဘူးဆိုမှပဲကျွန်တော်အရန်ဆိုတဲ့ power ranger အဝါကောင်နဲ့ပါထက်လာတိုးတာပေါ့နော်ဒါပေမဲ့တရားကောင်တိတ်မဆိုးရဲဘူးပေါ့နော်ဆိုးကြည့်ပါလားကျွန်တော်ထိုးပြမှာကျောင်းအောက်မှာဆိုလည်းပဲဟိုမှာကြည့်အမိညက်ပေးထားတဲ့အုံမခွက်ကြီးအဖွဲတွေအော်ပြီးပြေးကစားနေတာကိုလည်းကျွန်တော်စီမီထင်းပေးရအောင်ပါဗျခုနကဆော့နေတဲ့ကလေးတွေကိုကျွန်တော်ရင်ကြီးကြီးနဲ့ပဲပါကိုနဲ့ပြန်ကြော်တောတစ်ချက်ရိုက်ပေးခဲ့လိုက်တာပေါ့နော်ကျွန်တော်ခလေးထင်းနေရင်မှာပဲဆရာတော်လည်းတရားတွေပါတွေဟောပြီးကျောင်းကိုလာပြီးတရားပေါ်ဝနာအထုတ်ဖို့မလုပ်သေးကြတဲ့လူကြီးလူငယ်တွေအင်ကိုစီပြန်ကြတာပေါ့ဗျတူတို့လေးတွေအင်ကိုအစွဲပြန်သွားမှတော့ကုတူပဲရပြီးဝါတော့မဝခဲ့ဘူးပေါ့နော်ကျွန်တော်တို့တငယ်ချင်းအဖွဲတွေကတော့သမင်းစားပြီးမှပြန်တာဆိုတော့ကုတူလည်းရပြီးဝါနဲ့ဝခဲ့တာပေါ့ဗျာဒီလိုမျိုးဝါဆိုလာပြင်းနေမှာကျွန်တော်ကိုရင်လေးတွေနဲ့ပဲပေါင်းဖြစ်တာပေါ့နော်ရွာထက်ကတငယ်ချင်းတွေနဲ့ပေါင်းရင်စားရဖို့ကိုပဲဆန်ကကုံရအောင်မှာမို့လို့ကိုရင်လေးတွေနဲ့ပဲပေါင်းဖြစ်လိုက်တာပေါ့နော်